အစောနာတော့တတ်ထားတယ်3နှစ်ခွဲခလေးအင်ကြီးတတ်ထားတယ်ပတန်းဆွဲကြကျင်တွေနဲ့ပဲအရင်ဦးဆုံးညှိတယ်မခုံးမြင့်ညှိလက်မနဲ့လှထားဆိုတော့လက်မဟုတ်မယ်ချားမယ်လက်မချဒီပခုံးမြနေပြီချားရောလက်မချဒီဘက်ကိုလည်းခုံးမြရနေပြီအခုလက်မချချိုင်းမြရကြတော့လက်မချပြီးရှင်မြရ28လေးနဲ့ဆိုတော့9လက်မတဲ့နဲ့တော့ပြီးချခုံလက်မချမှတ်ပြီးဒီကပခုံးမြရလက်မရှင်မြကိုလည်းလက်မပြန်မှတ်ထားမယ်တဲ့နဲ့တော့ပြီးလက်မပြန်မှတ်ထားမယ်ဒီမကိုဆက်လိုက်ဒီမကိုဆက်ပြအပြေတိုင်းအရှိရကြတာ14ဆိုတော့နှစ်ပါပါ16ရအရှိ16ဆဲလားအရှိက16ဒီမှာလည်းအရှိက16အော်မှာလေခုနလမလေးဆွဲမယ်စစနာအမှန်တစ်ခုတည်ပြီးတော့1 2 3 4 5 6ခုခုနလမဒီတော့နှစ်ခုဆက်လိုက်ခုနလမနှစ်ခုဘေးနှစ်ခုဆက်လိုက်အောက်ကနေပြီးတော့40 1 2 3 4 0 1 2 3 4 40ဒီကနေပြီးတော့ဝတ်ကြည့်လိုက်ခုနှစ်ဆို3တိုက်3နဲ့6လက်မပဲဒါပေမဲ့3လက်မပဲဒါအဲ့လောက်ကနေနည်းနည်းလေးဆောင်းလိုက်မဲကလေးဖြစ်တယ်ဘဝလေးထည့်ပေးလိုက်ချိုင်းအပေါ်ကနေပြီးအကူမူလာဆိုင်လေးပဲနှစ်လက်မလောက်ပေါ့တဲ့နဲ့နှစ်လက်မလောက်ပေါ့ဒီတော့နှစ်ခုပေးစမ်းဒီရတဲ့ချိုင်းပေါက်ကဘာဖြစ်လဲဖြစ်သွားတယ်4ခွဲဖြစ်သွားတယ်4ခွဲကို3ကခွဲလိုက်1နဲ့3ပြီး1နဲ့3ဆိုတလက်မခွဲတလက်မနဲ့40စီရတယ်အဲ့ဒါအောက်ကနေပြီးတော့ပြန်မှတ်ထားတယ်တလက်မနဲ့40ပြီးတလက်မနဲ့40ပေတာကရှင်မြင့်
ရှင်ကျဲမြင်းရှင်ကျဲမြင်းလေးအဲ့ဒီတိုင်းလေးဝတ်တိုင်းဝတ်ပြီးတော့ဆိုရင်ဒီတဲ့ကို02ဝင်01နဲ့နှစ်စိတ်အဲ့ရနေပြီးတော့ဒီဘက်ကိုပခုံးဒီအဆက်များနေပြီးတော့ဘက်ကိုနှစ်စိတ်လောက်ဝင်မယ်နည်းနည်းနေအောင်ဆွဲဒီပေကွေးမှာဒီလိုမျိုးပါချမ်းမြဲလေးရတယ်ပေတော့ဒီလိုလေးကြိုင်မယ်အဲ့လေးပုံအဆင်ပြေသေးလေးဆိုဝိုင်းလေးသေးလေးဆိုဒီလိုမျိုးဝိုင်းလာအဲ့ဆိုလို့ချမ်းမြဲလေးဖြစ်သွားလိုက်ပါလို့ဖြစ်သွားဒါဆိုရင်ဒါနောက်ချမ်းပြီးသွားတယ်လေပင်ဒါလေးထည့်ထားလိုက်လို့ရှိရင်ဒါလေးကနောက်ချမ်းပြီးမှရှေ့ကျထက်ညက်ပြ